ပဲမင်္ဂလာပါရှင်စာဖက်ပင်ကလေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမစာဖက်သူနင်းဝေပါရှင်ဒီကနေ့တော့ဆရာဒေါက်တာဖြူတီဟာရေးသားထားတဲ့မမီမလျော့ဆိုတဲ့စာအုပ်ကလေးတွေကကောင်းတာလုပ်ရမှစိတ်အားထက်သန်ခြင်းဆိုတဲ့စာပိုက်ကလေးကိုဖတ်ပြပေးခြင်းပါတယ်ရှင်တရားဆိုတာကိုယုံကြည်မှု faith လို့ဘာသာပြန်ကြပါတယ်ဗုဒ္ဓရဲ့အသိဉာဏ်ကိုယုံကြည်ကြတာပေါ့နောက်အတိပ္ပယ်တစ်ခုအနေနဲ့ကောင်းမှုကုသိုလ်လုပ်ရမှာစိတ်အားထက်သန်ခြင်းလို့ဖွင့်ဆိုနိုင်သေးတယ်။တရားကြည်လင်တယ်တရားတရားထက်သန်တယ်ဆိုတာတွေကအဲ့ဒီအတိပ္ပယ်နဲ့သုံးနှုံးတာပါ။ဗုဒ္ဓဝါဒကယုံကြည်မှုကိုအဓိကအခြေပြုထားတာမဟုတ်လို့ faith အစားအခုလိုအတိပ္ပယ်ဖွင့်တာကိုတကူစာအရပိုသဘောကျမိတယ်။လူပောင်လောကအတွက်ပိုလဲလိုအပ်တယ်လို့မြင်တယ်။လူကျင်တန်းကျင်တယ်ပေးကျင်ကမ်းကျင်တယ်သူတစ်ပါးကိုကူညီကျင်တယ်ဘသူကိုဘလို့လေးစိတ်ချမ်းသာအောင်လုပ်ပေးလိုက်ရမလဲအမြဲတွေးဆနေတယ်အခွင့်အလန်းပေါ်လာတာနဲ့လှုပ်ပေးတယ်သဘောကောင်းတယ်ခေါ်ရွေတယ်ဒီလိုစိတ်အနေအထားမျိုးရှိနေရင်သူနဲ့ထိဆက်ပတ်သက်ရသူတိုင်းသူရောက်သွားတဲ့ပတ်ဝန်းကျင်တိုင်းဟာအဆင်ပြေတာယာဖို့ပဲရှိလိမ့်မယ်ဒါနဆိုတဲ့လှူဒန်းခြင်းကစပြောရအောင်နောင်ဘဝကောင်းစားဖို့ဒီဘဝမှာလူအထင်ကြီးခံရဖို့လှူတာကတရားတရားထက်တန်တယ်လို့ပြောဖို့ခက်တယ်တကယ်တမ်းကကိုယ့်အလူကိုလက်ခံရတဲ့သူအဆင်ပြေသွားပါစေဆိုတဲ့မေတ္တာကရုဏာကိုချင်းစာတရားတွေအခြေခံပြီးလှူသင့်တာဖြစ်ပါတယ်ကျွန်တော်တို့ပတ်ဝန်းကျင်မှာဘေးဒုက္ခရောက်နေသူတွေတပုံကြီးရှိတယ်။တချို့ကကိုယ်နဲ့မဆိုင်သလိုနေတယ်။တချို့ကြအဲ့ဓာတွေကို low vibe တွေ negative energy တွေဆိုပြီးခက်ခွာခွာနေတယ်။ကိုညာတယ်။တရားတရားထက်တန်တဲ့လူတွေကတော့ကိုယ်မှရှိတဲ့အထဲကနေမျှဝေတယ်လူဒန်းတယ်ဆိုလိုတာကဒီအဖြစ်အပျက်တွေကိုမြင်နေတာချင်းအတူတူပဲတုံ့ပြန်ပုံချင်းကြမတူတော့ဘူးဘာကွာသွားသလဲဆိုတော့ကောင်းမှုကုသိုလ်လုပ်ရမှာစိတ်အားထက်သန်မှုရှိမရှိကွာခြားသွားကြတာဖြစ်ပါတယ် stimulus တူတယ် response မတူဘူးဘာလို့ဆိုခံယူချက်သဘောထားလို့ခေါ်တဲ့ attitude တွေကွာခြားလို့ပါဒါကြောင့်ကိုယ့်ရဲ့ attitude လေးကိုကောင်းတဲ့ဘက်ညွှတ်ထားနိုင်လေကိုယ့်ဘဝဟာတန်ဖိုးပိုရှိလေပါပဲ random act of kindness ဆိုတာရှိတယ်တကူးတကမရည်ရွယ်ပဲသွားရင်းလာရင်လုံမိလိုက်တဲ့လှုပ်ပြီးဖြစ်လိုက်တဲ့ကူညီမှုတွေပါဥပမာလမ်းမသိလို့လာမေးတဲ့သူကိုစိတ်ရှည်လက်ရှည်ရှင်းပြပေးတာမုံဝယ်ရင်မိုးချုံနေသည့်အထိရောင်းမကုန်သေးတာတတိထားမိလို့မြန်မြန်ပြန်စီခြင်းတဲ့စေတနာနဲ့အကုန်ဝယ်ပေးလိုက်တာဈေးဆိုင်ကငွေရှင်းကောင်တာမှာနွမ်းပါတူတယောက်ဈေးစစ်နေတာတွေ့တဲ့အခါတတ်နိုင်သမျှစိုက်ပေးလိုက်တာစသဖြင့်ပေါ့မွေးနေ့မှာအလူလုပ်ရတာငှက်လွတ်ရတာကြောင်ကီဟာခွေးကီဟာမှအစာသွားကျွေးရတာကလွယ်ပဲမွေးနေ့လေးတော့ဒီလောက်လုံးမပေါ့ဆိုတဲ့အတွေ့ရှိကြတာကိုတချို့လဲ Facebook ပေါ်ပြန်တင်ပြီးကြွားဝါလိုတဲ့စိတ်ရှိကောင်းရှိမယ်ခုနက random acts of kindness ကကြတော့အဲ့လိုမဟုတ်ဘူးစိတ်ထဲမှာမေတ္တာကရုဏာနဲ့ကိုချင်းစာတရားတွေတနည်းအားဖြင့်ကိုကြောင့်တစ်ဖက်သားအဆင်ပြေသွားပါစေငါကောင်းတာတွေပဲလုပ်ချင်တယ်ဆိုတဲ့တရားတရားရှိမနေပဲလုပ်လို့ကိုမရဘူးရုတ်တရက်မြင်လိုက်ရတဲ့အခြေအနေမျိုးမှာကူညီပေးရတာကိုလူလည်းမသိဘူး vlog ရိုက်ပြီးပြန်တင်ဖို့လဲကင်မရာတွေပါမလာဘူးတကယ်ကိုစေတနာတန်တန်နဲ့လုံမလုံနိုင်တာဖြစ်ပါတယ်တီလာဆိုတာမှလည်းဒီလိုပဲငါးပါးတီလာနဲ့တင်ရက်မနေပဲတကယ်အနှစ်အရသာအနေနဲ့ပြောရရင်တီလာဆိုတာလှုပ်တဲ့လှုပ်ထိုက်တာလှုပ်ခြင်းနဲ့မလှုပ်တဲ့မလှုပ်ထိုက်တာကိုရှောင်ကျဉ်ခြင်းဖြစ်တယ်ဈေးကူးသားတဲ့ဆရာဝန်တစ်ယောက်သူ့အလုပ်သူကောင်းကောင်းမလုပ်နိုင်ရင်လူနာတွေဘလောက်နစ်နာတယ်လဲစဉ်းစားကြည့်ပေါ့ဒါဆိုကိုယ့်အလုပ်ကိုလုပ်ဖို့ကိုယ့်တာဝန်ကိုကြည့်ဖို့ပြ
ျက်ကွက်ခြင်းဟာလည်းအပြစ်ကြီးတယ်ဆိုတာသိနိုင်လိမ့်မယ်။ဒါကြောင့်သီလထိန်းတယ်တိဆောက်တယ်ဆိုတာမှလည်းကုသိုလ်ရဖို့နောက်ဘဝကောင်းစားဖို့အခြေပြုပြီးလှုပ်တာထက်စားရင်တရားတရားကိုပြုစုပြောင်းထောင်ထားမေတ္တာကရုဏာနဲ့ကိုချင်းစာတရားတွေကိုအခြေခံထားပြီးမှရှင်သန်နေထိုင်တာကအတိတ်ပဲပိုရှိပါတယ်ဒီလိုဆိုကိုစေးကူးတဲ့အလုပ်စာရေးတဲ့အလုပ်ဈေးရောင်းတဲ့အလုပ်စာတင်တဲ့အလုပ်စတဲ့အသက်မွေးဝမ်းကြောင်းအလုပ်တွေမှာကအစားစေတနာအပြည့်နဲ့လုပ်နိုင်လာလိမ့်မယ်ရှင်သန်နေရတဲ့အတိတ်ပဲ sense of purpose ရှိလာတယ်လို့လည်းခံစားရလိမ့်မယ်ဟုတ်ပြီဒါဖြင့်ဒီလိုကောင်းတာလုပ်ရမှာစိတ်အားထက်သန်နေအောင်ဘယ်လိုလုပ်ရမလဲစိတ်အညစ်အကြေးခုကိုဖယ်ရှားရပါလိမ့်မယ်နံပါတ်1ကိုယ့်အကျိုးအစားအများအကျိုးနံပါတ်2နှမျောတွန့်တုံမှုအစားပေးကမ်းမျှဝေမှုနံပါတ်3ဒေါသအစားမေတ္တာကရုဏာနံပါတ်4မေ့လျော့နေခြင်းအစားတတိရှိခြင်းနံပါတ်5ပြန့်လွင့်နေမှုအစားပစ္စုပန်မှာတက်တည်နေခြင်းနံပါတ်6လေးလံထိုင်းမိုင်းမှုအစားပေါ်ပါသွက်လက်ခြင်းနံပါတ်9မနာလိုမှုအစားမုဒိတာတရားတို့ကိုအစားထိုးနိုင်ဖို့ဖြစ်ပါတယ်မဂ်ခင်၈ပါးမှာပါတဲ့တမာဝါယမမှန်ကန်သောအားထုတ်မှု right effort ဆိုတာအဲ့ဒါပါပဲဖြစ်ပြီးသားကောင်းတဲ့စိတ်တွေဆက်ဖြစ်နေအောင်မဖြစ်သေးတဲ့ကောင်းတဲ့စိတ်တွေဖြစ်လာအောင်ဖြစ်ပြီးသားမကောင်းတဲ့စိတ်တွေမဖြစ်တော့အောင်မဖြစ်သေးတဲ့မကောင်းတဲ့စိတ်တွေဖြစ်မလာအောင်ကြိုးစားအားထုတ်ခြင်းဟာတမာဝါယမဖြစ်ပါတယ်အဲ့ဒီအခါတဖြည်းဖြည်းနဲ့စိတ်ကကောင်းတာတွေပဲလှုပ်ချင်လာတယ်ကောင်းမှုကုသိုလ်တွေနဲ့ရင်းနှီးလာမယ်ရင်ပါလာမယ်တကယ်လဲကောင်းတာတွေပဲလှုပ်ဖြစ်လာမယ်စိတ်နဲ့ရုပ် attitude and action ကအပြန်အလှန်တက်ရောက်မှုရှိတယ်အကျိုးပြုတယ်ဆိုလိုတာကစိတ်နဲ့ကောင်းတာတွေပဲလှုပ်ချင်လာတဲ့အခါသူ့ရဲ့စိတ်ဆုံမှုကြောင့်လက်တွေ့လှုပ်ဖြစ်လာသလိုအဲ့ဒီလိုလှုပ်ပါများလာတဲ့အခါစိတ်ကလည်းပီတိဖြစ်တယ်ချမ်းသာတယ်ပိုပြီးတော့လှုပ်ချင်လာတယ်ကောင်းတဲ့ဘက်ကိုတိမ်ညွတ်လာတယ်ဒါကြောင့်မို့လဲလောကမှာအကောင်းဆုံးသောဥစ္စာပစ္စည်းဟာတရားတရားဖြစ်တယ်လို့ဗုဒ္ဓကဟောခဲ့တာဖြစ်ပါလိမ့်မယ်ပိုကောင်းတဲ့ကဘာကြီးဖြစ်လာဖို့ပိုကောင်းတာလုပ်ရမှာစိတ်အားထက်သန်တဲ့လူတွေခက်များများလိုအပ်ပါတယ်သူမျက်စိရှိမြင်သမျှအပြည့်အစီအယိုအယွင်းတွေကိုပြုပြင်ဖို့ဘယ်တော့မှနောက်မတွန့်မတွေ့ဝေမလေးလံနေတဲ့သူတွေပေါ့28ရက်5လ2023ဆရာဒေါက်တာဖြိုးတီဟာရေးသားခဲ့တဲ့မမေ့မလျောဆိုတဲ့စာအုပ်ကလေးတွေကကောင်းတာလုပ်ရမှာစိတ်အားထက်သန်ခြင်းဆိုတဲ့စာပိုက်ကလေးကိုဖတ်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်စာဖတ်ခန်းကလေးကိုအချိန်ပေးပြီးနားဆင်ခဲ့ကြတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်နောက်ဗီဒီယိုကလေးတွေမှာပြန်လည်ဆုံတွေ့ကြပါအောင်စို့နော်